ကျမတို့အိမ်မှာမွေးငါဆိုရင်အပြင်ကလည်းတိတ်မွေမစားဘူးအိမ်မှာလည်းချက်မစားကျမအကိုအိမ်ကချက်ပြီးလာပြီးတဲ့မွေးငါကိုပဲစောင့်စားကြတယ်ရှင်ကျမညက်ပြားကြိုက်တော့ညက်ပြားများများထည့်စားမယ်ပဲသီးတွေထည့်စားတာကတော့တောင်ကူမှာမွေးငါစားလို့ရှင်အဲ့လိုပဲသီးတွေထည့်စားတဲ့ဓလေ့ရှိတယ်ရှင်ကျမတို့တော့တောင်ကူမှာနေတော့ကျမတို့ငငယ်နေရာဒီကျောင်းပိတ်လို့သွားလဲပြီဆိုလို့ရှင်မွေးငါစားကြမယ်တောင်ကူဈေးတွေကိုသွားမယ်ဆိုလို့ရှင်အဲ့လိုပဲသီးတောင်လေးတွေအဲ့လိုလေးတွေစိတ်ပြီးတော့ထည့်စားကြတာတောင်ကူဘက်ကမွေးငါကြတော့စားမယ်ဆိုလို့ရှင်အပြစ်စားမှလားအရေးကျဲစားမှလားအဲ့လိုမျိုးလေးတောင်ကူရဲ့မွေးငါချက်တဲ့ပုံစံလေးကတော့သူ့တလိလေးနဲ့သူပုံစံလေးတစ်မျိုးပါဒီဟင်းရီကတော့ကျမအကိုချက်ပြီးတော့အိမ်ကိုလာပို့ထားတဲ့ဟင်းရီတွေပေါ့နော်ချက်ဥတွေရောချက်သွန်ဥတွေရောချက်သွန်ဥတွေကြိုက်တယ်ရှင်စားမယ်ချက်ဥလည်းတော့ဘယ်လောက်ထည့်လိုက်မယ်ကြိုက်တယ်စားမပဲငါကိုလာမတားနဲ့ခုလိုစောင်းနေမနှက်ခင်းမှာမွေးငါပူပူလေးတစ်ပွဲနဲ့ကော်ဖီတစ်ခွက်ကတော့ကျမအတွက်ပြည့်စုံလွန်ပါတယ်ရှင်